League Champion နဲ့ FA Champion တို့ထိပ်တိုက်တွေ့ဆုံပြီး FA Community ရှိပွဲစဉ်သုံးသက်ချက်လေးလုပ်ပြီးတော့မှဖြစ်ပါတယ်ဒီဘက်မှာကျွန်တော် analysis နဲ့ detail review line ရဲ့ဖြစ်နိုင်ပွဲ possible line ကပေါ့နော်ကျွန်တော်ရဲ့ formula theory ဘိုင်းနဲ့7 minute ဝင်ကျသုံးသက်ပြီးတော့မှဖြစ်ပါတယ် brother ရဲ့အတွေ့အမြင်အကြိုက်တူရင်ကစားလို့ရပါတယ်လိုအပ်တဲ့ချက်လက်လေးယူသုံးလို့ရပါတယ်နောက်ဆုံးဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ရွေးချယ်မှု correspond လေးထည့်ပြီးတော့မှဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဝင်ပါလီကွင်းမှာကျင်းပမှာမဟုတ်ဘဲနဲ့ Cardiff နိုင်ငံရဲ့ဒါ Principality Stadium မှာကစားသွားမှာဖြစ်ပါတယ်အာဆင်နယ်ကပြီးခဲ့တဲ့ရာသီ Premier League Champion ဖြစ်ထားတာကြောင့်ဒီဘက်မှာ confidence ကနည်းနည်းပိုမြင့်နေတယ်ပေါ့နော်ဒါနီးပြ Adidas ရဲ့ traditional structure နီးပြဘိုင်းမှာလည်းအတော်လေးဟိုတည်ငြိမ်နေတဲ့အနေအထားမျိုးဖြစ်တယ် Man City မှာတော့ဒါအားလုံးသိတဲ့အတိုင်းပဲနီးပြပြောင်းလဲမှုကြောင့်အများစုစိတ်ဝင်စားတာလည်းရှိတယ်စိတ်ပူနေတာမျိုးလည်းရှိတယ်ဒါဒီနေ့ညမှာစောင့်ကြည့်ရမယ်အခြေအနေလို့ပဲကျွန်တော်မဖြစ်မနေပြောရမှာပဲဗျာနော်ဒီပြအပြောင်းလဲကြောင့်โอเคပါဒါဆိုရင်ကျွန်တော်စိတ်ပူတာက Lions က Losing ကမရေမသေးကြဘူး confirm မဖြစ်သေးဘူးဖြစ်နေတာပေါ့အဲ့တော့ပိုသေးပဲဖြစ်နိုင်ပွဲက Lions နဲ့ကျွန်တော်နည်းနည်းလေး analysis လေးလုပ်ပြီးတော့မှဖြစ်တယ်အထူးသဖြင့် Arsenal မှာဆိုရင်ဒီက Rice တို့ဒီ Saka တို့ Subimani တို့မသေးကြဘူးဆိုပေမဲ့လည်းဒါနီးပြအာဒီတာကတော့ပါဝင်ဖို့တေချာတော့ရှိတယ်လို့လည်းပြောထားတဲ့သတင်းမျိုးလည်းတွေ့ရတယ်ဗျโอเคဒါတော့ဒါဘယ်သူမှပြောလို့မရသေးဘူးပေါ့နော်ဟိုတေချာတာကတော့ကျွန်တော်တို့နောက်တန်းမှာတွင်တော့ Sliver တို့ဒါ Workers မှာအဒိုင်ယာရထားတဲ့အတွက်တော့ပါဝင်ဖို့တော့မသေးကြဘူးနောက်တန်းအားနည်းချက်ကတကယ်ပဲရှိသွားမလားဒါမျိုးကျွန်တော်တို့ထည့်သွင်းစဉ်းစားလို့ရတာပေါ့ brother ပုံမှန်လူစင်းနေတော့ပါတယ်နောက်တန်းလေးပဲအားနည်းချက်လေးတော့နည်းနည်းလေးတော့ရှိသွားတာဘူးပါအာဆင်နယ်ဘက်မှာနောက်တစ်ချက်ကကျွန်တော်အာဆင်နယ်မှာပဲဆက်ပြီးသုံးသက်ကြည့်မယ်ဆိုရင်ကျွန်တော်အစောကပြောသလိုဒီ Declan Rice တို့ဒီ Zubimandi တို့ပေါ့နော်အခုကျွန်တော်တို့အားဖြည့်ထားတယ် Gumares တို့ပါတရားရောက်ပါတယ်ဆိုရင်တော့ပါဖို့လေသိကြတာပေါ့နော် ball control ကကွန်လက်ပိုင်းမှာတော်တော်လေးကောင်းပြီးတော့နည်းနည်းလေးပိုတာတဲ့အခွန်လန်းမျိုးတော့ရှိနေတယ်အဲ့တော့စာကားပါမယ်ဆိုရင်လည်း right side ကနေပြီးတော့စာကားရဲ့ဒီချင်းချောင်းမှုတွေတွေ့မြင်ရနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့နီးပြပိုင်းမှာလည်းကျွန်တော်လက်ရှိအနေအထားဆိုင်ရာမှာလည်းနီးပြအာဒီတာတည်ငြိမ်နေတဲ့အနေအထားမျိုးလို့ပဲကျွန်တော်တို့ကပြောရမှာပါအဲ့တော့ပြီးခဲ့တဲ့ရာသီတွေကချန်ပီယံဆုရရှိရေးအတွက်အဓိကကျတဲ့အမာခံကစားသမားတွေအများစုကဆက်ရှိနေတာကအာဆင်နယ်အတွက်အားသာချက်တစ်ခုလို့ပဲကျွန်တော်တို့ကပြောရမှာပဲဗျာနော်ဒါမစ်ဖီမှာလည်းစောပြောဆို Bruno Kumari တွေဖြစ်တင်လာတာပိုပြီးအသာချက်တွေဖြစ်ကောင်းဖြစ်နိုင်ခြေရှိပါတယ် Man City ဘက်ကိုကျွန်တော်တို့တွက်ကြည့်အောင်နော် Man City ကတော့ပုံမှန် Man City မဟုတ်ဘဲနဲ့အပြောင်းလဲလေးတွေတော့ရှိတယ်အဓိကတော့နီးဘက် Guardiola ထွက်ပြီးတော့နောက်မှာ Enzo Maresca ရဲ့ပွဲဥထွက်ပေါ့ကျွန်တော်တို့ theory ဘိုင်းမှာဒါအများစုပြောရဲပေါ့နော်နီးပြအပြောင်းလဲပွဲဥထွက်ဆိုရလိုက်ကောင်းတတ်တယ်ပေါ့ဒါမျိုးလေးတွေအနေထားမျိုးမှာကျွန်တော်တို့အာဆင်နယ်ကစတင်ကြီး -30 လောက်ကနေ Man City ညနေကြီး -20 လောက်ပြန်ပေးလာတယ်တော်တော်လေးတော့ကျွန်တော်စိတ်ဝင်စားလာတယ်ပေါ့နော်ကျွန်တော်ဒီပြအပြောင်းလဲ theory တခုမှာအဝဲခံတတ်တယ်ဆိုတော့အခွင့်အရေးကတကယ်ပဲ Man City -20 ကိုပေးနေတာကျွန်တော်ကြေးပြောင်း formula ဆိုကြေးပြောင်းတဲ့နောက်လိုက်ရမှာဒါပေမဲ့ညနေတော့စောင့်ကြည့်ရမှာ brother ကျွန်တော်တို့မကန်ခင်4နာရီအလိုထိကျွန်တော်တို့စောင့်ကြည့်ရမယ်အနေထားမျိုးပါကြေးပြောင်း formula အဲ့တော့ဒီတော့အခုချိန်မှာကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့အချိန်9နာရီညနေ9နာရီဆိုတော့ဒါတိတ်တော့မသေးကြသေးဘူး brother ရေကြေးပြောင်းအာဆင်နယ်ဘက်က-30ပြန်သွားရင်အာဆင်နယ်ကခွင့်ရတိုင်တာသွားမှာအဲ့တော့ကျွန်တော်ဆက်ပြီးတော့အတူတူဆက်ပြီးလေ့လာကြည့်မယ်ဟုတ်ပါလားအဲ့တော့နီးပြပြောင်းလဲ theory ရဆိုရင်အခွင့်အရေးကောင်းတတ်တယ်ဆိုတဲ့ theory တွေကတော့ထဲသွင်းစဉ်းစားရတာမျိုးလည်းရှိတယ်โอเคတော့ကျွန်တော်တို့ထပ်ပြီးတော့တခြားချက်လက်လေးတွေကိုလေ့လာကြည့်မယ်အဲ့တော့လက်ရှိမှာအာဆင်နယ်ထက်ဒါမက်ဆီဒီကနီးပြဘိုင်းကဟိုတိတ်ပြီးတော့မတည်ငြိမ်ဘူးပေါ့ဗျာအဲ့လိုပဲကျွန်တော်ပြောရမှာနီးပြပြောင်းလဲလေးရှိတယ်ဒါမှပြောင်းလဲလေးရှိတယ်ဒါမျိုးလေးပေါ့အဲ့တော့ဟာလန်ကလည်းပါဝင်မှုမတေချာဘူးလို့ပြောတယ်ပါဖို့လည်းကျွန်တော်အမြင်ကတော့ဒါပါဝင်မှုတေချာလောက်ရှိရလို့ပဲထင်တယ်နားပေးထားတာလည်းပါတယ်ဒီလိုပွဲမှာတော့ဟာလန်ပါဝင်မှုကျွန်တော်တေချာလောက်ရှိရလို့ပဲကျွန်တော်ယူဆထားတယ်အဲ့တော့အာဆင်နယ်ကွန်လက်ဖိုင်တဲ့ဟာလန်ကကျွန်တော်တို့အာကူရမဲ့မက်ဆီဒီရဲ့တိုက်စစ်ဘိုင်းမှာဘယ်သူကပို့လှုပ်ဖြစ်မလဲကျွန်တော်တို့ကဒါထပ်ပြီးတော့လေ့လာကြည့်မယ်โอเคပါ
အဲ့တော့မန်စီးတီးရဲ့အဓိကစိုးရင်စရာကကွန်းလေပိုင်းနဲ့ဒီအဖွဲ့အစည်းအပြောင်းလဲတွေဖြစ်တယ်အဓိကကစားသမားထွက်ခွာတဲ့ကြော့နီးပြအစ်စ်မာရက်စကာရဲ့ system အောက်မှာဘလို့မြန်ဆန်ဆန်အဝန်ခွင့်ချဖြစ်နိုင်ပွဲရှိမရှိဒါမျိုးလေးကိုကျွန်တော်တို့ကထည့်သွင်းစဉ်းစားရမယ့်အနေအထားမျိုးဖြစ်နေတယ်အဲ့တော့ကစားသမားတွေလိုင်းရက်တွေအားရစရာရှိတယ်ဆိုရင်တော့မက်ဆီဒီရဲ့အနေအထားကိုတိတ်တော့ short တက်လို့တော့မရဘူးဆိုတော့ကျွန်တော်ထည့်သွင်းစဉ်းစားရမယ်โอเคနောက်တဲ့ကျွန်တော်ကြိုက်တဲ့အချက်လက်တွေများစွာရှိပါသေးတယ်ဒါတော့ကျွန်တော်ထပ်ပြီးတော့လေ့လာထားတာလေးကို write down လုပ်ထားတာလေးကိုထပ်ပြီးတော့သုံးသပ်ပေးပါမယ်โอเคအဲ့တော့အာဆင်နယ်ကကျွန်တော်တို့ကပုံမှန်အတိုင်းပဲမစ်ဖီမှာထိန်းကစားပြီးတော့ဒါစာကပါပဲလို့တွေးမှာတော့ဟိုအစောပြောဆို line ရက်ကတော့ sorry ပဲကျွန်တော်တေချာတော့မသိဘူးပါဖို့လည်းများတာပေါ့နော်မဖြစ်မဲ့ပဲ line ရက် confirm ဖြစ်မှပို့အသုံးချတာပိုကောင်းတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့စာကာကိုထည့်ထားတယ်ဒါခွင့်ရေးတွေ fan တီးဖို့စာကာကိုကျွန်တော်ထည့်ထားတယ်ဒီပွဲမှာပေါ့နော်မန်စီးတီးနေရာတော့အာဆင်နယ် highline တွေကနေပေါ့ space ကိုအသုံးချပြီးတော့ဒီဟာလန်ကိုကျွန်တော်တို့ဘာဒီကယ် best နဲ့ပေးပြီးတော့ဟိုဂိုးတွေရှာဖို့ကြိုးစားလာနိုင်ပါတယ်ဒီနေရာမှာကကျွန်တော်တို့အာဆင်နယ်အတွက်အနေရရှိတာကဒီ transition defense ပေါ့နော်ခန်းစစ်အပြောင်းလဲလေးတွေနည်းလေးပဲကျွန်တော်စိတ်ပူတယ်အာဆင်နယ်က attract လုပ်နေတဲ့အချိန်မှာတိုက်စစ်ဖွင့်နေတဲ့အချိန်မှာမန်စီးတီးကဟာလန်ကိုဒါရှေ့ကိုတင်လိုက်ပြီးတော့အခုရရသွားနိုင်တာမျိုးဆိုဂိုးအဖြစ်အချိန်မျိုးဟာလန်ကအသုံးချနိုင်တဲ့ကစားသမားမျိုးတယောက်ဖြစ်တဲ့အတွက်အာဆင်နယ်အင်ကွင်းနောက်ဆုံး9ပွဲဆက်လောက်ထိနောက်ဆုံး9ပွဲဆက်ပေါ့နော်ထားပါတော့ဒါအိမ်ကွင်းမဟုတ်ဘူးဆိုပေမဲ့လည်းဒီကျွန်တော်တို့ဒီရှေ့ရနေခုလက်ရှိမှာကြီးဖွင့်လာတဲ့အတွက်အိမ်ကွင်းပုံစံမျိုးရေးချမယ်ဆိုရင်9ပွဲလောက်ဒီ beat no ဖြစ်ထားတဲ့အတွက်ချိန်မီမန်စီးတီးရဲ့ဂိုးတကူခွင့်ပြုလာနိုင်တဲ့ပုံစံမျိုးကျွန်တော်တို့ကထည့်သွင်းစဉ်းစားလို့ရတယ်ဗျနောက်ချက်ကအာဆင်နယ်နောက်ဆုံးခြေတန်းပွဲမှာလည်းပွဲတိုင်းဂိုးပေးရတယ်ဗျဒါခြေတန်းပွဲဆိုတော့ခြေတန်းပွဲပေါ့ဒါစမ်းတဲ့အနေအထားမျိုးဆိုတော့လေပြောတော့မရဘူးဟိုသူလက်ရှိနေတာတကယ်ပဲခံစစ်ပွင့်နေလာတော့ဒါခံစစ်ပွင့်နေတဲ့ဘက်မှာပိုရှိတဲ့အနေအထားမျိုးပေါ့အဲ့တော့ဆိုတော့ပြောဆိုဖလားပွဲလည်းဖြစ်နေမက်ဆီဒီရဲ့ကိုပေးရဖို့တော့နည်းနည်းတော့အခွင့်အလမ်းများနေရပေါ့နောက်ဆုံး3ပွဲစလဲအာဆင်နယ်ကကိုပေးထားတာဟုတ်အင်ကွင်းဖောင်နေနဲ့ကြည့်မယ်ဆိုရင်လေ5ပွဲစလောက်တည်းက business no ဖြစ်ထားတဲ့အတွက်ဒီပွဲမှာ BT တဲ့ yes အားကောင်းတဲ့အနေအထားမျိုးလည်းကျွန်တော်တွေ့ရတာပေါ့နော်โอเคပါဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်မယ်နော်တခြားသုံးသက်ချက်မှာကျွန်တော်အာဆင်နယ်နဲ့မန်စီးတီးကိုကျွန်တော်ဒီအချက်5ချက်လောက်နဲ့ခွဲခြားထားတာလေးလုပ်ပေးထားတယ်ဟိုမှာနံပါတ်1တစ်ချက်ကကျွန်တော်တို့ဒါအသင်းဖွဲ့စည်းပုံတည်ငြိမ်မှုပေါ့အာဆင်နယ်မှာဆိုရင်ကျွန်တော်လက်ရှိအနေထားမှာမန်စီးတီးတက်ပိုတာတယ်လို့ကျွန်တော်ခွဲထုတ်ထားတယ်အသင်းဖွဲ့စည်းပုံတည်ငြိမ်မှုပေါ့နော်နောက်ပြီးတော့ကွင်းလယ်ပိုင်းမှာဆိုလေမန်စီးတီးတဲ့အာဆင်နယ်ကနည်းနည်းလေးတာတယ်လို့ကျွန်တော်ယူဆထားတယ်ပြီးရင်တိုက်စစ်ပိုင်းမှာတော့ကျွန်တော်မန်စီးတီးကိုနည်းနည်းပို့ပြီးတော့ကြိုက်တယ်ဟာလန်ကိုကျွန်တော်ဆွဲထည့်ထားတာပေါ့နော်တိုက်စစ်ပိုင်းမှာဆိုကျွန်တော်မန်စီးတီးကိုကြိုက်တယ်ဒါခက်စစ်ပိုင်းမှာဆိုရင်တော့တိတ်တော့ထူးထူးခြားခြားတော့မရှိဘူးအာဆင်နယ်ကမပါလာဘူးဆိုပေမဲ့ဒါပုံမှန်မန်စီးတီးဘက်မှာလည်းအားနည်းချက်ရှိတော့ခက်စစ်ပိုင်းကတော့နှစ်သိန်းလုံးက level 2လောက်ပါပဲဘယ်သူမှတိတ်တာတဲ့ပုံစံမျိုးတော့မတွေ့ဘူးဒါအသင်းရဲ့ family တိုက်လက်ရှိမှာဖြစ်နေတာမျိုးတော့ဒါအာဆင်နယ်ဘက်ကတော့ပို့ပြီးတော့ကြိုက်တယ်မန်စီးတီးကတော့အဲ့တစ်ချက်တော့နီးပြအပြောင်းလဲတွေရောဗါတဲ့ညာတွေရောဆိုတော့နည်းနည်းလေးတော့အားနည်းချက်ရှိတယ်နောက်တစ်ချက်ကကျွန်တော် manager အပြောင်းလဲမှာအာဆင်နယ်ကတော့တည်တဲ့အတိုင်းပဲတည်ငြိမ်နေတယ်မန်စီးတီးကတော့နီးပြအသင်းနဲ့ပွဲထွက်လာမယ်အဲ့တော့နီးပြတစ်စောင့်ကြည့်ရမယ်โอเคကောင်တာ attacking မှာတော့ကျွန်တော်မန်စီးတီးကိုပို့ကြိုက်တယ်အဲ့တော့မန်စီးတီးရဲ့အာသာချက်အနေနဲ့ကကျွန်တော်တို့ထိုက်စစ်ပိုင်းပဲရှိမယ်တခြားအချက်လက်တွေမှာဆိုရင်အာဆင်နယ်ကအများကြီးတာနေတာတွေ့ရတယ်ဗျโอเคဒါဆိုရင်ကျွန်တော် final decision လေးကျွန်တော်ချပေးမယ်ဗျနော်ဒီပွဲမှာကျွန်တော် theory ဘိုင်းနဲ့ formula ဘိုင်းကိုကျွန်တော်မပြောရသေးဘူးကျွန်တော်ရွေးချယ်မှုပုံစံကိုမပြောရသေးဘဲနဲ့ကျွန်တော်ကစားသမားတွေဖြစ်နိုင်ပွဲ line at လေးနဲ့ပုံစံတစ်မျိုးလေးကျွန်တော်သုံးသပ်ပေးကြည့်တာပေါ့နော်ဒီပွဲမှာကျွန်တော်ရဲ့ပုံစံအတိုင်းပဲပြန် final decision ချလိုက်မယ်အဲ့တော့ကျွန်တော် theory ဘိုင်းကောက်မယ်ဆိုရင် finally community ရှိနောက်9နှစ်မှာပေါ့နော်နောက်ဆုံး9နှစ်မှာနောက်ဆုံးနှစ်ကနေပြန်ပြီးတွက်မယ်ဆို Crystal Palace က Liverpool ကိုတူတူကြတယ်တေးပဲကြတယ်အောက်ကျင်းနဲ့ဂိုးအပေါ်ပေါ့နော်ဒါ Crystal Palace ကပင်လယ်ဒီမှာနိုင်သွားတယ်အထက်ကြီးမအောင်ခဲ့ဘူးနော် brother တပွဲ2024မှာ Man City က Man U ကို1-1ကြတယ်ပင်လယ်ဒီမှာ Man City နိုင်တယ်1-1ပဲကြတေးပဲကြတယ်2023မှာလည်း Arsenal နဲ့ Man City 1-1ပဲကြတယ်ပင်လယ်ဒီမှာ Arsenal နဲ့
အဲ့တော့3နှစ်စတိုက်ဒီတေကြထားတယ်ဗျာ 1.3 ratio တကယ်ပဲဒီပွဲကတေမကြတော့ဘူးလားထည့်သွင်းစဉ်းစားရပြန်ရောဗျ theory ဘိုင်းရ Okay brother final decision ချပြီနော်အဲ့တော့နောက်20နှစ်မှာ Liverpool နဲ့ Man City 3-1 အဲ့တော့ပြတ်တယ် Liverpool ကနိုင်သွားတယ်2021မှာ Leicester City နဲ့ Man City Leicester City က 1-0 နဲ့အုပ်တယ်အဲ့တော့ Man City ကPremier League Champion လေးနဲ့တက်လာတယ်ဒါပေမဲ့ community မှာတော့နည်းနည်းလေးကံမကောင်းတာများနေတဲ့အနေအထားမျိုးပေါ့ Arsenal နဲ့တွေ့တိုင်းလေကံမကောင်းတာတွေများနေတယ် Arsenal က community sheet တက်တိုင်းအများစုကရအောင်နိုင်အောင်လုပ်သွားတာတွေ့ရတယ်သူရဲ့မှတ်တမ်းပါပေါ့နော် Okay ဒါကတော့ကျွန်တော် Arsenal ရဲ့အားသာချက်ကပုံများနေတာမျိုးတွေ့နေရတယ် Arsenal ဟို short ပေါ်တာမျိုးတော့မတွေ့ရဘူးပေါ့ Man City short ပေါ်နေတာမျိုးတော့တွေ့နေရတယ်ဗျအဲ့တော့တကယ်ပဲ Arsenal တကယ်လုံးပါလား Okay ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ချက်ပြန်ကောက်တိုက်လိုက်ချိန်မှာနောက်ဆုံး3နှစ်ဆက်တည်ကြထားတဲ့အတွက်4နှစ်ဆက်တည်ထက်ကြပါမလားအဲ့တော့ကျွန်တော်ကတော့ decision ပြတ်သားပြီဒီဘွဲကတည်ကြနိုင်မယ်လို့ကျွန်တော်မထင်ဘူးဗျအဲ့တော့အနည်းဆုံး1-2-1သွားနိုင်တယ်ဘာကြောင့်လဲ -20 ဈေးတန်းကိုသွားကြည့်အောင်စနေကြီး -30 နဲ့3လုံး90 1-1 ဗျတပတ်တင်းကိုမြောက်ဆို 2-0-2 ညနေဈေးကြတော့ Man City ကပြန်ပြောင်းနေဗျနှလုံး100နဲ့ formula တွေ brother 3ခုလောက်ပြောမယ်ဗျဒဲနဲ့နှလုံး100ဆိုရင် body ဈေးဒဲကိုပေါင်းသေးနှလုံး100ဆိုရင်1-1ပါ1-1 brother correct score က2026မှာထုတ်ထားတဲ့ formula မှာ body ဈေးဒဲကိုပေါင်းသေးနှလုံး100 Okay body ဈေး -20 ကိုပေါင်းသေးနှလုံး90 1-2-1 body ဈေး -20 ကိုပေါင်းသေးနှလုံး90 1-2-1 body ဈေး -20 ကိုပေါင်းသေး3လုံး90 3လုံး80 body ဈေး -20 ကိုပေါင်းသေး3လုံး80 3လုံး90ဆိုရင် Z2 2Z 1-1 ပဲ body ဈေး -20 ဟိုမှာကိုပေါင်းသေး3လုံး60 3လုံး80ဆိုရင် 1-2-1 body ဈေး -30 ကို3လုံး80နဲ့3လုံး90နဲ့တွေ့ရင်1-1 မျိုးပဲအဲ့တော့ကျွန်တော်ကဒီပွဲကတပရာပေါင်းကိုကျွန်တော် write down လုပ်နေတဲ့အတိုင်းပဲ formula ရဆိုရင် 1-1 2Z Z2 1-2-1 ဒီတော့ရင်းမှာပေးထားတဲ့အနေအထားမျိုးဖြစ်နေတယ်ဒီပွဲကြောင့်ပါဗျာ2-2တွေပို့ပြီးတော့3-2တွေဘာညာတွေတာကားတွေဆိုရင်တော့ကျွန်တော်မပြောတတ်ဘူးပေါ့လက်ရှိဈေးတန်း formula ရပဲကျွန်တော်ကိုပိုင် formula ရဆိုရင်တော့ဒီပွဲက 1-1 2-1 1-2 Z2 2Z အနေထားမျိုးပဲမစောပြောသူပြတ်သားပင်ပြီး3ချိန်ဆက်ထိတည်ကြထားတယ်ဆိုရင်ကျွန်တော် 1-2-1 ကိုဆွဲကပ်ဖို့ကောင်းတယ် 1-2-1 ဆွဲကပ်မယ်ဆိုရင်အာဆင်နယ်ကကြေးပေးတယ်ဆိုရင်2-1ဆိုတာအနေရှားပါတယ်ဘာကြောင့်လဲအာဆင်နယ်ထက်ကြီးဖြစ်မှာဇုံပေါ်ဆိုတာပွင့်လင်းပြောရင်ဗျာရှိတယ်ရှားတာပေါ့ငါးပွဲမှာတစ်ပွဲနှစ်ပွဲပဲတွေ့ရဒီပွဲတွေ့ရင်တော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်အဲ့တော့ခုလက်ရှိနေတာ Man City ကကြေးပြောင်းနေတာ brother -20 နှလုံး90နဲ့ brother ပြောသလို 1-2-1 formula ဆိုရင် Man City ကိုအပေါ်အဲ့လိုသွားလို့ရတယ် -20 နှလုံး90ဒါပေမဲ့ဆိုတော့ကျွန်တော်ပြန်တွေးသလိုဇုံပေါ်မကြိုက်ဘူး Man City ကပေးတယ်ဆိုတော့ Arsenal အနိုင်နဲ့ 2-1 ဒါမျိုးလဲပေးလို့ရတယ်အများကြီးဗျထည့်သွင်းစဉ်းစားရတာတွေကဒါတော့ final decision ချနေပြီနောက်ဆုံးမှာတော့ brother နားလေမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်ပြောတာအချင်းချိုးလိုက်မယ်ဆိုရင်ကျွန်တော်ဒီဈေးတန်းအရာပေါ့နော် BDS အားကောင်းတယ် -20 နှလုံး90အဲ့ blue ပဲသွားပေါ့နော် BDS အားကောင်းတယ်နှစ်သိန်းတွေ့ဆုံမှုတွေမဟုတ်ဘူးကန်ခဲ့တဲ့နောက်ဆုံး၄နှစ်တကလည်း BDS တွေဖြစ်ထားတာနှစ်သိန်းလုံးက short တက်လို့မရဘူးဒီပွဲခြေတန်းပွဲလို့လည်းမဟုတ်ရင်မကြည့်ဘူးဆိုပေမဲ့လည်း Man City နီးပြအသစ်တော့ကတော့ intro နေနဲ့စွမ်းနိုင်တဲ့လောက်တော့လှုပ်သွားမယ်အာဆင်နယ်မရောဖို့ပဲလိုတာပေါ့အာဆင်နယ်ရဲ့လက်ရှိတခြား challenge တွေစူးစီးမှုတွေအသင်းဖွဲ့စည်းမှုတွေ challenge တွေကျွန်တော်တင်ပြသားသလိုပဲနားဖျားတာဟာနေတယ်အာဆင်နယ်ပေါ်မှာတော့မူတည်တဲ့ line ရက်ကိုစောင့်ကြည့်သိချင်တဲ့ line ရက်စုံနေဆိုရင်တော့အာဆင်နယ်လှတယ်ကျွန်တော်ရဲ့ခံမှန်30ချက်ပါကဲလို့ line ရက်မှာလူမစုံဘူးဆိုရင် brother အနေနဲ့ decision ချေးပြောင်း follow လိုက်ပါ Man City ကိုပဲလိုက်စေချင်ပါတယ်လက်ရှိအနေထားကျွန်တော်ဟို star ခါလို့လည်းထည့်ထားတယ်ကျွန်တော်ပြီးတော့ဒီ live လို့လည်းအကုန်ထည့်ထားတယ်ဗျာကွန်လေကသားသမားတွေအဲ့တော့ဟိုဘက်မှာလည်း Man City မှာလည်းဟာလန်လို့လည်းကျွန်တော်ထည့်ထားတယ်ကျွန်တော် line တွေ့ပြီးမှပဲရွေးချယ်မှုပုံစံ brother စဉ်းစားလို့ရတယ်လက်ကျွန်တော်ရဲ့အနီးကရွေးချယ်မှုနဲ့တခြားပွဲတွေ၅ပွဲလောက်ရှိပါတယ်ကျွန်တော်ဂျိုမောင်းတော့တော့ဂျိုပေးထားတယ်မင်းညထဲမှာနော်အဲ့တော့ Telegram မှာ MTM ပြီးဆိုကြွားခဲ့ပါအနီးက sport ရွေးချယ်မှုလေးအကောင်းဆုံးရွေးချယ်ပြပါမယ်မနေ့ကလည်း brother တို့ကျွန်တော် Telegram မှာတပွဲကောင်းအလားပဲပေးထားပါတယ်ဗောနော်အဆင်ပြေခဲ့မယ်နောက်ပြီးတော့ကျွန်တော်မနေ့ကရွေးချယ်ခဲ့တဲ့အထက်မှာဒါအိုက်စကားတော့ပြောလို့တော့မရဘူးဗောနော်အဲ့တော့ပုံလေးနဲ့ပြလိုက်မယ်အော်ဝင်းနေကြည့်ပဲအဆင်ပြေခဲ့တဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ငွေကြေးတစ်ပြားတစ်ချက်မှပေးသားမလို့ပါဘူးအားပေးတဲ့ရှင်ကျေးဇူးရနေပါတယ်ချစ်တဲ့ခင်နဲ့ဆိုရင် line အသေးလေးတွေပေးခဲ့ဖို့မြေတိုင်းရခံတောင်းဆိုပါရပါတော့ကျွန်တော် MFT အဲ့ဒါပါကျွန်တော်တို့နောက်ပြီးတော့မှပြန်လဲဆုံတွေ့မယ်ကျွန်တော်
final ရွေးချယ်မှုက Man City ခြေပြောင်း follow နောက်လက်ရှိ data ရလိုက်ပါတယ် -20 Man City ဘက်ကိုယူပါတယ် Man City ပေါ်ရီ Man City ကိုပေါင်းအပေါ်ခံမှန်း1112ခံမှန်းပေးပါတယ် brother ရဲ့အချက်ကို comment ပေးခဲ့လို့ရပါတယ်ဗျာနော်ကျွန်တော် MFT ရနာပါ